ဗီဒီယိုမှာကိုစိတ်ဝင်စားကြတဲ့ညီတော်နောင်တော်တွေရောတက္ကသိုလ်မတွေအားလုံးမင်္ဂလာပါကျွန်တော်ပြီးခဲ့တဲ့သင်ခန်းစာတုန်းကအကုသိုလ်စိတ်12ပါးနဲ့အာရစိတ်18ပါးကိုပို့ချပြီးသွားပြီပေါ့နော်ဒီနေ့မှာတော့သောပနစိတ်ဆိုတဲ့အကြောင်းကိုပို့ချပေးမှာဖြစ်ပါတယ်သောပနစိတ်ဆိုတာမြန်မာလိုတင့်တယ်ကောင်းမြတ်တဲ့စိတ်တွေကိုပြောတာပေါ့နော်တင့်တယ်ကောင်းမြတ်တဲ့စိတ်တွေဆိုတာကတော့ဒီဟိုကာမဝဆရဘုံဆိုတဲ့ဒီဦးဇင်းတို့လူဘုံနတ်ဘုံဓမ္မဘုံအစာရတဲ့ဒီဘုံတွေမှာဖြစ်တတ်တဲ့ဒီကုသိုလ်စိတ်တွေဒီကုသိုလ်စိတ်တွေကြောင့်ပဲအကျိုးပေးတတ်တဲ့ဝိပဿစိတ်တွေပြီးတော့ကျတော့ဒီဖရာယန္တာတွေပြုလုပ်တဲ့စိတ်ဖြစ်တဲ့ကိရိယာစိတ်တွေပေါ့နော်အကြောင်းတွေကိုဒီနေ့စိတ်ဝင်စားစွာလေ့လာကြရမှာဖြစ်ပါတယ်ပထမဆုံးသောပနစိတ်ကအကျဉ်59ပါးနဲ့အကျယ်92ပါးရှိတယ်ပေါ့ဒီတော့ပါဠိလေးဖတ်ကြည့်လိုက်အောင်ပါပါဟေတုကမௌဒ္ဒာနိသောပနာနီတိဝုစရေဧကုဏတတ္ထိစိတ်တာနိအထေကနဝုတီပိဝါသူရဲ့အနက်ကပါပါဟေတုကမௌဒ္ဒာနိတဲ့ပါပါဟေတုကကိုပုတ်ခွဲလိုက်တော့ပါပါဒီအာလေးကဒီကြားထဲမှာဘာဖြစ်လဲအာတရဆိုပါပါအဟေတုကပါပဆိုတာကတော့သူကအာကုသိုလ်နဲ့သွားပြီးတော့ကျတော့စင်နွန်နေပေါ့နော်အတိပ္ပယ်သွားတွေ့တယ်ဒီနေရာမှာပါပဆိုတာဘာကိုရင်းတာလဲဆိုရင်အာကုသိုလ်စိတ်12ပါးကိုရည်ညွှန်းတာပဲအဟေတုကကတော့အာဟိစိတ်18ပါးကိုရည်ညွှန်းတာမௌဒ္ဒာနိဆိုတာလွတ်ကုန်တော့တဲ့ဒီအာဟုဇေ12ပါးနဲ့အာဟိစိတ်18ပါးမှလွတ်ကုန်တော့ပေါ့နော်ဒါတွေမပါဘူးပေါ့ဒီ30မပါဘူးပေါ့ကျန်တဲ့ဟာတွေရောက်တော့သောဗနာနီတိဥစ္စရေသောဗနာနီတိဆိုတာသောဗနာဆိုတာဒီသောဗနာစိတ်ကောင်းတဲ့စိတ်တွေပေါ့နီတိကိုသောဗနာနီဣတိလို့ပြောကြမှာဣတိဆိုတာဤတို့ပေါ့ဟူ၍ပေါ့အဲ့လိုပြန်လို့ရတယ်သောဗနာနိတိသောဗနာဟူ၍ဥစ္စရေဆိုအပ်၏သောဗနာစိတ်တွေကသင်္ချာအဖြစ်ဆိုလို့ရှိရင်ဘယ်လောက်ရှိလဲဆိုလို့ရှိရင်ဧကုဏတတ္ထိစိတ်တာနိဧကုဏတတ္ထိကိုပုတ်ခွဲလိုက်တော့ဧကာမကူမဥဆိုတဲ့တရားရှိတယ်ဥနတတ္ထိဧကဆိုတာတစ်ကိုပြောဥနဆိုတာကတော့ရုပ်လို့ရတာတစ်ခုရုပ်လို့ရတယ်ဆိုတာတစ်ခုနှုတ်ပေါ့နော်တတ္ထိဆိုတာ60ကိုပြောတာ60တဲ့ကတစ်ခုနှုတ်လိုက်တော့တစ်ခုရုပ်လို့ရအောင်ပြုလိုက်တော့ကျတော့ဘယ်နှပါရှိလဲဆိုလို့ရှိရင်အကျဉ်သောမနစိတ်အကျဉ်59ပါးပေါ့အထေကနဝုတီပိဝါအထေကနဝုတီပိဝါကိုပုတ်ခွဲလိုက်တော့အထာဧကနဝုတိအထဝါတနည်းအားဖြင့်ဒီမှာထေမှာအေးဆိုတာတရားရှိတယ်အေးတရားနဲ့ဒီကနဲ့ပေါင်းလိုက်တော့ဧကဆိုတာတစ်ကိုပြောနဝုတိဆိုတာ90တနည်းအားဖြင့်ဆိုလို့ရှိရင်ဧကနဝုတိသောမနစိတ်က90တပါးရှိတယ်ဒီပါဠိကိုကြည်ခြင်းအဖြစ်ဒီသောမနစိတ်ကအကျဉ်59ပါးအကျဉ်90ပါးဒါကိုသောမနစိတ်တို့ရေတွက်လိုက်မယ်ဆိုလို့ရှိရင်ပြောင်းပြန်အဖြစ်ဒါတော့ပါပါဟေတုကဆိုတဲ့အာကုစေ12ပါးနဲ့အာယစေ18ပါးအာသောမနစိတ်ဖြစ်သွားတယ်ပြောင်းပြန်မတင့်တယ်မကောင်းတဲ့စိတ်တွေအဲ့ကြတော့ပြီးသားလေ့လာပြီးခဲ့တဲ့ဟာတွေဘယ်လောက်မှတ်မိလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့သိခွဲကြည့်အောင်ပေါ့စောစောပြောခဲ့တဲ့အတိုင်းပဲကျွန်တော်လေ့လာပြီးတဲ့ဟာကအသောပနာစိတ်ဆိုတာ30ရှိတယ်အဲ့ဒါတွေကအာဟုစိတ်12ပါးနဲ့အာဟိစိတ်18ပါးပေါ့အဲ့ဒါမှရှိတဲ့ဒီဝေဒနာတွေဝေဒနာအမျိုးအစားတွေကုသိုလ်အကုသိုလ်အမျိုးအစားတွေနောက်တစ်ခုကအသင်္ခါရိကတသင်္ခါရိကအမျိုးအစားတွေဘယ်လောက်ရှိတယ်ဘယ်လောက်မှတ်မိလဲဆိုတာပြန်ပြီးတော့ရေးတွက်ကြည့်အောင်ဝေဒနာအဖြစ်ရေးတွက်မယ်ဆိုလို့ရှိရင်ဒုက္ခဝေဒနာကတစ်ပါးရှိတယ်ဒုက္ခဝေဒနာကတစ်ပါးရှိတယ်ဒေါမနတဝေဒနာကနှစ်ပါးရှိတယ်ဒေါမနတဘယ်တွေကပါလဲဆိုလို့ရှိရင်ဒီအာဟုဇေစိတ်12ပါးတွေကပါနော်ဒေါမနတဝေဒနာက6ပါးတဲ့ဒီ30ထဲမှာဒေါမနတဝေဒနာက6ပါးပါတယ်6ပါးကိုပြန်ပြီးတော့ရေးတွက်ကြည့်မယ်ဆိုလို့ရှိရင်အာဟုဇေထဲမှာဒေါမနတက4ပါးပါတယ်အာဟိစိတ်18ပါးထဲမှာဒေါမနတက2ပါးပါတယ်ပေါင်းလိုက်တော့6ပါးပေါ့ဟောဥပေက္ခဝေဒနာကတော့20တဲ့ဒီမှာအများကြီးပဲ
ဥပိ္ပခာဝေဒနာကအကုသိုလ်တွေကဘယ်နှပါးပါတယ်မကြသေးတာအကုသိုလ်ထဲမှာဥပိ္ပခာဝေဒနာ6ပါးပါတယ်အာရစိတ်18ပါးထဲမှာဥပိ္ပခာဝေဒနာက14ပါးပါတယ်ပေါင်းလိုက်တော့20အဲကြတော့စုစုပေါင်းဝေဒနာဘယ်လောက်ရှိလဲဆိုလို့ရှိရင်30ရှိတယ်ပေါ့နောက်ဇာတိဗေဒဆိုတဲ့ဒီကုသိုလ်အကုသိုလ်ဒါပေမဲ့ဒီထဲမှာတော့သူကအာသောဝနာဆိုတာမကောင်းတဲ့စိတ်တွေဖြစ်တဲ့အတွက်ကြောင့်ကုသိုလ်စိတ်ဆိုတာမပါဘူးအဲကြတော့ဒီကဘယ်ရစရည်တွေမှာလဲအာကုသိုလ်စိတ်က12ပါးနဲ့ဝိပဿစိတ်က15ပါးဝိပဿစိတ်15ပါးကအာယစိတ်တွေကပါနော်အာယစိတ်တွေမှာပြန်ကြည့်ကြည့်ပေါ့နော်ဝိပဿစိတ်က15ပါးပါတယ်ကိရိယာစိတ်က30ပါတယ်ပေါင်းလိုက်တော့sorry ကိရိယာစိတ်က3ပါးပါတယ်ပေါင်းလိုက်တော့30ပေါ့အသင်္ခါရိကတသင်္ခါရိကရောက်တော့အသင်္ခါရိက5ပါးပါတယ်တိုက်ရိုက်ပါတာပေါ့နော်ဒီအကုသိုလ်စိတ်ထဲမှာအသင်္ခါရိက5ပါးပါတယ်တသင်္ခါရိက5ပါးပါတယ်နောက်တစ်ခုကသင်္ခါရမပါတာအကုသိုလ်ထဲမှာသင်္ခါရမပါတာမောဟမှုစိတ်2ပါးသင်္ခါရအသင်္ခါရိကတသင်္ခါရိကမပါဘူး2ပါးနဲ့ဒီအာရိစိတ်18ပါးတော့သင်္ခါရဝိမုတ်လည်းထည့်ရွေးတတ်တာဆိုတော့အလုံးသင်္ခါရဝိမုတ်က20ပေါင်း30ပေါ့ယောဂဗေဒအဖြစ်ရွေးတတ်ကြည့်မယ်ဆိုလို့ရှိရင်တံပြုတ်က10ပါးတံပြုတ်10ပါးကဒီဝါရမှာအကုသိုလ်စိတ်ထဲမှာ10ပါးပါတယ်ဝေပြုတ်ကအကုသိုလ်ထဲမှာဘယ်နှပါးပါလဲဆိုလို့ရှိရင်ဝေပြုတ်က4ပါးပါတယ်4ပါးနဲ့ဒီဟာကိုဒီအာရစိတ်18ပါးလုံးကိုဝေပြုတ်ထဲထပ်တက်လိုက်တော့ကျတော့ဝေပြုတ်က22ပါးဖြစ်သွားပေါင်းလိုက်တော့30ပေါ့နော်ဒါအကုသိုလ်စိတ်ဒါဝေနာဗေဒအစရှိသည်ဖြစ်ရွေးတတ်ပုံပေါ့ကဲနောက် slide တစ်ခုထပ်သွားကြည့်မယ်နောက် slide တစ်ခုကရောက်တော့ဦးဇင်းတို့ဒါသောပနာစိတ်တွေစပြီပေါ့နော်သောပနာစိတ်တွေစပြီဆိုတော့ကျတော့သောပနာကာမဝဆရသောပနာစိတ်24ပါးရှိတယ်24ပါးကပထမဆုံးပါလဲဆိုရင်မဟာကုသိုလ်စိတ်က10ပါးရှိတယ်မဟာကုသိုလ်စိတ်ပါဠိဖတ်ကြည့်မယ်သောမနတသဟကတံညာနတံပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံသောမနတသဟကတံညာနတံဝိပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံဥပိ္ပခာသဟကတံညာနတံပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံဥပိ္ပခာသဟကတံညာနဝိပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံတိဣမာနိအထာပိကာမဝဆရဥတလစိတ်တာနိနာမဒါကတော့မဟာကုသိုလ်စိတ်10ပါးမဟာကုသိုလ်စိတ်10ပါးကဒါဦးဇင်းတို့ဒါလူဘုံနတ်ဘုံမှာစရှိတဲ့ကုသိုလ်စိတ်တွေပေါ့ကုသိုလ်စိတ်က10ပါးရှိတယ်တဲ့10ပါးကနံပါတ်1သောမနတသဟကတံကိုဒါဦးဇင်းတို့လောဘမှုစိတ်10ပါးလုံးကနဲ့ပုံစံတူတယ်ဒီညာနာဝိပယုတ်နဲ့ဒီဒိဋ္ဌိကတညာနာတံပယုတ်နဲ့ဒိဋ္ဌိကတဒိဋ္ဌိဆိုတာညာနာနဲ့ဒိဋ္ဌိနဲ့ပဲကွာသွားသောမနတသဟကတံကိုသောမနတသဟကိုညာနာတံပယုတ်တံကိုညာနာတံပယုတ်ဆိုပြီးတော့ကျတော့ဒီမှာငါးသက်တွေထည့်လိုက်အသင်္ခါရိကမေကံကိုအသင်္ခါရိကံဧကံဒီနေမာရိကနေကိဆိုတော့တိတိတင်နေဖြစ်မှာကြံမာကတော့ A ဆိုတဲ့တရလေးကြံမှာA နဲ့ကနဲ့ပေါင်းလိုက်တော့အသင်္ခါရိကံဧကံဆိုပြီးတော့ပုတ်ဖြစ်ရမှာအသင်္ခါရိကအသင်္ခါရိကစိတ်ပဲဧကံကတစ်ခုအဲကြတော့မြန်မာလိုဘာသာပြန်ကြည့်လိုက်တော့နံပါတ်1ကမဂ္ဂုရှိပါတဲ့နံပါတ်1ကသောမနတသာကိုညာနာတံပယောအသင်္ခါရိကစိတ်တစ်ခုဒါမှမဟုတ်လားအသင်္ခါရိကစိတ်တစ်ပါးပေါ့နော်နံပါတ်2ကအသင်္ခါရိကနေမှာတသင်္ခါရိကလေးပြောင်းလိုက်ရုံပဲသောမနတသာကိုညာနာတံပယောတသင်္ခါရိကစိတ်တစ်ခုသုံးခုမြောက်ကသောမနတသာကိုညာနာဝိပယောအသင်္ခါရိကစိတ်တစ်ခုလေးခုမြောက်ကသောမနတသာကိုညာနာဝိပယောတသင်္ခါရိကစိတ်တစ်ခုငါးခုမြောက်မာကုစိတ်ကသောမနတနေရာမှာဥပိ္ပခာလေးပဲပြောင်းသွားရုံပဲဥပိ္ပခာသဟကိုညာနာတံပယောအသင်္ခါရိကစိတ်တစ်ခု6ခုမြောက်ကဥပိ္ပခာသဟကိုညာနာတံပယောတသင်္ခါရိကစိတ်တစ်ခု
ခုနှစ်ခုမြောက်ကဥပေက္ခသဟကိုညာနာဝိပယုအသင်္ကာရိကစိတ်တကု6ခုမြောက်ကဥပေက္ခသဟကိုညာနာဝိပယုတသင်္ကာရိကစိတ်တကုအလုံးပေါင်း10ပါးပေါ့ဣမာနိဤစိတ်တို့သည်တဲ့အထာပိကာမဝဇရကုသလစိတ်တာနိနာမတဲ့အထာပိဆိုတာ10ပါးလေးဖြစ်ကုန်သောဣမာနိဤစိတ်တို့သည်ကာမဝဇရကုသလစိတ်တာနိနာမတဲ့ကာမဝဇရကုသိုလ်စိတ်မြည်တယ်ပေါ့နော်ဒါတွေကကာမဘုံမှာဖြစ်များတဲ့ကုသိုလ်စိတ်တွေပေါ့ကုသိုလ်စိတ်တွေကိုညီမတို့ဘယ်လိုပြန်ကြည့်မလဲဆိုလို့ရှိရင်ဒီဥပမာပထမဦးဆုံးမဟာကုသိုလ်တွေကပထမဦးဆုံးကုသိုလ်စိတ်ကဘယ်လိုစိတ်လဲဆိုလို့ရှိရင်သောမနတသားကိုညာနာတမ်းပြီးတော့အသင်္ကာရိကစိတ်ဆိုတာသောမနတဆိုတာနှစ်သက်ဝမ်းမြောက်တာပါဗျာညာနာတမ်းပြီးဆိုတာဉာဏ်နဲ့ရှင်တာအသင်္ကာရိကဆိုတာမတိုက်တွန်းတာပေါ့နော်ဥပမာနေ့စဉ်ဘဝမှာမိမိတို့ကနှစ်သက်ဝမ်းမြောက်စာနဲ့ဉာဏ်နဲ့ရှင်ပြီးတော့ကျတော့ဥပမာလိုအပ်နေတဲ့နေရာမှာပေါ့နော်ပစ္စည်းတစ်ခုခုထောက်ပံ့လှူဒါန်းတာပဲဖြစ်ဖြစ်ဉာဏ်နဲ့ရှင်ပြီးတော့ဒီပစ္စည်းကိုအသုံးပြုပြီးတော့ကျတော့သူ့ရဲ့နေ့စဉ်ဘဝမှာအဆင်ပြေပါစေတိုးတက်ပါစေဆိုတော့သူ့ရဲ့ကောင်းကျိုးကိုလိုလားပြီးတော့ကောင်းကျိုးဖြစ်စေတဲ့အကြောင်းကိုတွေးပြီးတော့ဉာဏ်နဲ့ရှင်ပြီးတော့ကျတော့သူတို့ကမတိုက်တွန်းမနဲ့မိမိဘာသာဒီလိုချင်ခြင်းပေါ့နော်အကောင်းကျိုးကိုလိုလားပြီးတော့ကျတော့ကောင်းကျိုးဖြစ်ထွန်းမှာကိုကြည့်ပြီးတော့ကျတော့ပေးလှူလိုက်တာ哦ဒီအောင်ပထမဦးဆုံးပါစိတ်လဲဆိုလို့ရှိရင်သောမနတတာကိုညာနာတမ်းပြုတ်အသင်္ကာရိကစိတ်လို့ဒါခေါ်ဆိုလို့ရတယ်ပေါ့တသင်္ကာရိကကတော့သူတို့ဘာတိုက်တွန်းလို့ပေးလှူရတာတော့အဲ့လိုပဲညာနာဝိပေကရတော့ညာနဲ့မရှင်တာဒီလိုပဲသူများလှူလို့လှူလိုက်ရတာတော့အဲ့လိုအကြောင်းအရာတွေလည်းပဲရှိတတ်တယ်ပေါ့နော်ဒီမှာသူရဲ့စัญญဘက်ပြသောမနတရဲ့စัญญဘက်ဖြစ်တဲ့ဟာတော့ဥပေက္ခပေါ့ဥပေက္ခကရတော့ခုနလိုဝမ်းမြောက်ဝမ်းသာတာလည်းမဟုတ်ဘူးဒီစိတ်ထဲမှာလိုရှင်ရင်ပြပြကြီးလည်းရှိတာအာမရှိတော့ဘူးပေါ့နော်ဒီတိုင်းပဲဟိုလှူလိုက်တာပေါ့နှစ်သက်ဝမ်းမြောက်မှုလည်းပဲမရှိဘူးဟိုဒီလိုမုန်းတီးလို့လည်းမဟုတ်ဘူးပေါ့ဒီလိုပဲသူများတွေကြည့်ပြီးတော့သူများမီယိုးဖလာပဲပြောပြောပေါ့နော်ဒါရှေ့ကလှူလို့လှူရတာပဲပြောအဲ့လိုလှူလိုက်တဲ့ခံစားချက်သိမပါတဲ့ဟာပေါ့နော်အားမျိုးကိုဥပေက္ခသာကုဆိုတဲ့ဒီအဓိပ္ပာယ်ဒီရှစ်ခုလုံးမှာသူ့ရဲ့အဓိပ္ပာယ်တွေရှိတယ်ပေါ့ဒီသောမနတနဲ့ဥပေက္ခရဲ့အကျိုးပေးပုံကတော့ကွာသွားတာပေါ့နော်အဲ့တော့ဒီထဲမှာထူးခြားတဲ့စကားလုံးကရောက်တော့ဦးဇင်းတို့မဟာကုသိုလ်စိတ်ပဲစောကုသိုလ်ထဲမှာတော့ဟိုကာမဝဇ္ဇရဒီအာဟိကုသလဝိပတ်ဆိုတဲ့ကုသိုလ်ထဲမှာဒီမဟာကုသိုလ်ကတော့ဘာကြောင့်မဟာကုသိုလ်လို့ခေါ်ရလဲဆိုလို့ရှိရင်ကာမရူပအရူပလောကုတ္တရာကုသိုလ်တို့တွင်တဲ့ကာမကုသိုလ်စိတ်ကအရေးအတွက်များသောကြောင့်မဟာကုသိုလ်စိတ်ကိုခေါ်စမပြုကြရည်တယ်မဟာကုသိုလ်ဆိုတာမဟာဆိုတာများတာတဲ့ကြီးတာတော့ပြောဒီဦးဇင်းတို့ရူပဝါစရာထဲမှာဆိုလို့ရှိရင်လည်းကုသိုလ်က၅ပါးအရူပဝါစရာ၄ပါးအစာရည်တွေပေါ့နော်ဒီကုသိုလ်သင်္ချာရည်အတွက်အဖြစ်ဆိုလို့ရှိရင်ဒီအရေးအတွက်များတဲ့ကြောင့်မဟာကုသိုလ်ဆိုလို့ဒီမှာထည့်ပြီးတော့ရေးတွက်လိုက်ရပါစောကပြောချင်တာကဒီကာမဝဇ္ဇရကုသလစိတ်ဓာနိနာမဆိုတာကတော့ကာမဘုံမှာဖြစ်များတဲ့ကုသိုလ်စိတ်တွေပေါ့ဒီကုသိုလ်ကိုဒီကုသိုလ်မဟာကုသိုလ်တွေ၈ပါးကိုရည်တတ်တော့သားပြီဆိုလို့ရှိရင်မဟာဝိပဿစိတ်မဟာကရိယာစိတ်၈ပါးစီရလည်းပဲရည်တတ်လို့လွယ်သွားပြီပေါ့နော်အဲကြတော့ဒီကုသိုလ်ကောင်းဒီမဟာကုသိုလ်ကိုအခြေခံပြီးတော့ပြုလိုက်တဲ့ကုသိုလ်တွေဟာဒီမဟာဝိပတ်ဆိုတဲ့အကျိုးပေးမှုကိုဒီရရှိမှာပေါ့နော်မဟာဝိပတ်ကမဟာဝိပတ်စိတ်၈ပါးမဟာဝိပတ်စိတ်၈ပါးကဒီထဲမှာပါဠိရင်ဆုံးဖတ်ကြည့်လိုက်မယ်သောမနတသာကတံညာနာတံပယုတ်တံအသင်္ခါရိကမေကံတသင်္ခါရိကမေကံသောမနတသာကတံညာနာဝိပယုတ်တံအသင်္ခါရိကမေကံတသင်္ခါရိကမေကံဥပေက္ခသာကတံညာနာတံပယုတ်တံအသင်္ခါရိကမေကံတသင်္ခါရိကမေကံ
ဥပိ္ပခာသဟကတံညာနာဝိပယုတ်တံအသင်္ခါရိကမေကံတသင်္ခါရိကမေကံတိဣမာနိအထာပိတဟေတုကကာမဝဆရဝိပါကစိတ်တာနိနာမအနတ်တော်မဆိုတော့ဘူးရည်တက်ပဲပြောပြသွားမယ်နော်နံပါတ်1မာဝိပစေကသောမနတသာကိုညာနာတံပယောအသင်္ခါရိကစိတ်တခုဒုတိယကသောမနတသာကိုညာနာတံပယောအသင်္ခါရိကစိတ်တခုနံပါတ်3ကသောမနတသာကိုညာနာဝိပယောအသင်္ခါရိကစိတ်တခုနံပါတ်4ကသောမနတသာကိုညာနာဝိပယောသသင်္ခါရိကစိတ်တခုနံပါတ်5ခုမြောက်ကဥပိ္ပခာသဟကိုညာနာတံပယောအသင်္ခါရိကစိတ်တခု6ခုမြောက်ကဥပိ္ပခာသဟကိုညာနာတံပယောသသင်္ခါရိကစိတ်တခု9ခုမြောက်ကဥပိ္ပခာသဟကိုညာနာဝိပယောအသင်္ခါရိကစိတ်တခု10ခုမြောက်ကဥပိ္ပခာသဟကိုညာနာဝိပယောသသင်္ခါရိကစိတ်တခုဒါမဟာဝိပဿနာ10ပါးပေါ့မဟာဝိပဿနာ10ပါးထဲမှာထူးခြားတဲ့စကားလုံးကတဟေတုကကာမဝဆရဝိပါကစိတ်တာနိနာမတဲ့တဟေတုကကာမဝဆရဝိပါကစိတ်ဆိုတာအာဟိကုသလဝိပါကကိုတားမြစ်လို့၍တဟေတုကဟုအထူးပြုခေါ်ရရတယ်ဒီထဲမှာတဟေတုကတဟိကာမဝဆရဝိပါစိတ်ဆိုတာတဟေတုကဆောစောကဦးဇင်းတို့လေ့လာခဲ့တဲ့အာဟိစိတ်18ပါးထဲမှာသူကအာဟိကုသလဝိပါဆိုတာရှိသေးတာကိုအဲ့ဒါကိုနဲ့မဆိုင်ဘူးပေါ့နော်အဲ့ဒါကအာဟိကုသလဝိပါဒါကတာဟိဆိုတော့ဒီကုသလတာဟိကာမဝဆရာဝိပဿနာဆိုပြီးတော့ခွဲခြားလို့ရတဲ့အတွက်ကြောင့်တာဟိတုကထည့်ဆိုရတယ်တဲ့ဆောစောဦးဇင်းတို့ဒီမာကုသေ၈ပါးထဲမှာဝေနာဗေဒအစရှိသည်ခွဲဖို့မေ့နေရပါတော့အဲကျတော့ဒီဟာနဲ့အတူတူပါပဲအဲကျတော့ဝေနာဗေဒဒီလိုကုသိုလ်တွေလုပ်တဲ့အခါမှာဒီလူတွေမှာသောမနတဝေဒနာခံစားရတဲ့ဝေဒနာနှစ်သက်ဝမ်းမြောက်တဲ့ဝေဒနာဥပေက္ခဝေဒနာဆောစောကနှစ်သက်ဝမ်းမြောက်တာလည်းမဟုတ်ဘူးမနှစ်သက်တာလည်းမဟုတ်ဘူးပေါ့ဂျားထဲမှာဖြစ်နေတဲ့ဝေဒနာဝေဒနာတွေပါမယ်ပြီးတော့ကျတော့ညာဏတံပြုတ်ညာနဲ့ရှင်ပြီးတော့လူရတာညာဏဝိပြုတ်ညာနဲ့မရှင်ဘဲနဲ့ဒီတိုင်းပဲဘာမှစိတ်ထဲမှာမစင်စားဘဲနဲ့ဒီတိုင်းပဲလူလိုက်သလားအသင်္ခါရိကမတိုက်တွန်းမဲနဲ့ကိုယ့်ဟာနဲ့ကိုယ်ပဲစေအားထက်သန်ပြီးတော့ပေးလူသလားကောင်းတာတွေလုပ်တတ်သလားဒါမှမဟုတ်လေအသင်္ခါရိကဆိုတော့သူတို့ဘာတိုက်တွန်းမှပဲကိုယ်ကလုပ်တတ်သလားအဲ့လိုမှပဲကိုယ်စိတ်ထဲမှာဒီလှုပ်ရှင်စိတ်တွေကဖြစ်သလားပေါ့နော်အဲ့ဒါတွေကိုပြန်ပြီးတော့ခွဲကြည့်မယ်ဆိုလို့ရှိရင်ဒီထဲမှာသောမနတက၄ပါးပါတယ်ဥပေက္ခက၄ပါးအဲ့ဒါဝေနာဗေဒအဖြစ်ဒီမှာ၈ပါးပါတယ်ပေါ့ညာဏတံပြုတ်ဆိုတဲ့တံပြုတ်ကလည်းပဲဒီထဲမှာ၄ပါးပါတယ်ဝေပြုတ်ကလည်းပဲ၄ပါးပါတယ်ပေါင်းလိုက်တော့၈ပါးအသင်္ခါရိကကလည်းပဲ၄ပါးပါတယ်တသင်္ခါရိကကလည်းပဲ၄ပါးပါတယ်ပေါင်းလိုက်တော့၈ပါးပါတယ်အဲ့ဒါဝေနာဗေဒမဟာကုသိုလ်တုန်းကလည်းပဲဒီတိုင်းပဲသောမနတ၄ပါးဥပ္ပခါ၄ပါးအဲ့ဒါ၄ပါး၈ပါးစီပေါင်းလိုက်မှာပေါ့နော်မဟာကုသိုလ်တွေမှာဟိုသောမနတက၄ပါးမဟာဝိပဿနာမှာ၄ပါးပေါင်းလိုက်တော့၈ပါးဥပ္ပခါကမဟာကုသိုလ်တွေ၈ပါးထဲမှာဥပ္ပခါ၄ပါးမဟာဝိပဿနာ၈ပါးထဲမှာဥပ္ပခါ၄ပါးစီပါသွားပြီအကုန်လုံး၄ပါးစီပေါ့နော်နှစ်ခုပေါင်းလိုက်တော့အားလုံး၈ပါးစီပါပြီပေါ့အဲ့ဒီကိုမှတ်ထားပေးပါဦးနော်နောက်မဟာကုသိုလ်စိတ်နဲ့ရောပြီးတော့ကျတော့ဦးဇင်းတို့ဝေနာဗေဒအစရှိသည်သောမနတတွေဥပ္ပခါတွေဘယ်လောက်ပါလဲဆိုတာထပ်ပြီးတော့ဒီတော့ကြည့်ကြမယ်အဲကျတော့မဟာကိရိယာစိတ်၈ပါးမဟာကိရိယာစိတ်ကတော့ဒါဖျားယန္တာတွေဒီပြုလုပ်တဲ့စိတ်ပေါ့နော်ပြုကာများဖြစ်တဲ့စိတ်တွေပေါ့ကုသိုလ်အကုသိုလ်ဘုရားယန္တာတွေကတော့ဘူးတော့ဒီကုသိုလ်ပေါ့နော်ဒီလိုကုသိုလ်တွေလုပ်တဲ့အခါမှာဒီပြုကာများပဲဖြစ်သွားတာလူတွေလို့အကျိုးပေးတဲ့အထိမရဘူးပေါ့နော်အဲ့ဒါပါဠိလေးဖတ်ကြည့်လိုက်မယ်သောမနတသာဟကတံညာနာတံပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံသောမနတသာဟကတံညာနာဝိပယုတ်တံအသင်္ခါရိကမေကံသသင်္ခါရိကမေကံဥပိ္ပခာသာဟကတံညာနာတံပယုတ်တံအသင်္ခါရိကမေကံ
တသင်္ခါရိကအမေကံဥပေက္ခသဟကတံညာနာဝိပယုတ်တံအသင်္ခါရိကအမေကံတသင်္ခါရိကအမေကံတိဣမာနိအထဘိတဟေတုကကာမဝဆရကိရိယစိတ်တာနိနာမဓမ္မာကိရတဲ့8ပါးကလည်းပဲပထမဦးဆုံးကသောမနတသဟကိုညာနာတံပယုတ်အသင်္ခါရိကစိတ်တကုဒုတိယကသောမနတသဟကိုညာနာတံပယုတ်တသင်္ခါရိကစိတ်တကုနံပါတ်3ကသောမနတသဟကိုညာနာဝိပယုတ်အသင်္ခါရိကစိတ်တကုနံပါတ်4ကသောမနတသဟကိုညာနာဝိပယုတ်တသင်္ခါရိကစိတ်တကုငါးခုမြောက်ကဥပေက္ခသဟကိုညာနာတံပယုတ်အသင်္ခါရိကစိတ်တကု6ခုမြောက်ကဥပေက္ခသဟကိုညာနာတံပယုတ်တသင်္ခါရိကစိတ်တကုနံပါတ်9ခုမြောက်ကဥပေက္ခသဟကိုညာနာဝိပယုတ်တသင်္ခါရိကစိတ်တကု10ခုမြောက်ကဥပေက္ခသဟကိုညာနာဝိပယုတ်တသင်္ခါရိကစိတ်တကုပေါင်းလိုက်တော့10ပါပေါ့ဒီမှာထူးခြားတဲ့စကားလုံးကသဟေတုကကာမဝဆရကိရိယာစိတ်တာနေတယ်သဟေတုကကာမဝဆရကိရိယာစိတ်တာနေနာမဆိုတာအဟိကိရိယာကိုတားမြစ်လို့ရသဟေတုကဟုထက်အထူးပြုခေါ်ဆိုကြတယ်ဒီသဟေတုကလေဘာကြောင့်ထည့်ဆိုရတယ်ဆိုလို့ရှိရင်ဦးဇင်းတို့ဒီစောစောကအာယစိတ်18ပါးထဲမှာဒီပြီးခဲ့တဲ့သင်္ကန်းစာတော်လေ့လာခဲ့တဲ့အာယစိတ်18ပါးထဲမှာသူကအဟိတုကဒီကိရိယာစိတ်ပါတာအဲ့ဒါကိုတားမြစ်လို့ရဒီသဟေတုကကိုထည့်ဆိုရတယ်တဲ့အဲ့ကြတော့ဦးဇင်းတို့ဒီဝေနာဗေဒတွေပါတယ်ပြန်ပြီးတော့ခွဲကြည့်အောင်ပါနော်ဝေနာဗေဒတွေခွဲကြည့်လိုက်တော့ကျတော့ဒီထဲမှာလည်းပဲသောမနတက4ပါးဥပေက္ခက4ပါးပေါင်းတော့12ပါးပေါ့နော်ညာနာတမ်းမျိုးညာနာဘုလည်းအတူတူပဲအသင်္ခါရိကတသင်္ခါရိကအတူတူပဲအဲ့ကြတော့အားလုံးပြန်ပေါင်းကြည့်မယ်ဆိုလို့ရှိရင်သောမနတဘယ်နှပါးရှိမလဲမဟာကုသိုလ်တွေမှာသောမနတကဘယ်နှပါးပါမလဲ4ပါးပါမယ်မဟာဝိပဿနာမှာလည်းပဲ4ပါးပါပေါင်းတော့10ပါးမဟာကိရိယာထဲမှာ4ပါးပေါင်းတော့သောမနတကဘယ်လောက်ပါမလဲ12ပါးပေါ့နော်ပြီးတော့ဥပေက္ခဘယ်နှပါးပါမလဲဆိုတော့မဟာကုသိုလ်ထဲမှာလည်းပဲ4ပါးပါမယ်မဟာဝိပဿနာမှာဥပေက္ခ4ပါးပါမယ်မဟာကိရိယာကဥပေက္ခ4ပါးပေါင်းတော့12ပါးဒါတော့သောမနတဝေနာဗေဒပြေတော့မယ်သောမနတက12ပါးဥပေက္ခဝေဒနာက12ပါးပေါင်းတော့24ပါးပေါ့ညာနာတံပြုတ်ကလည်းပဲဒါညာနာတံပြုတ်ဆိုတာကတော့ယောဂဗေဒပါနော်ဒါမှမဟုတ်လည်းညာနာဗေဒလို့လည်းခေါ်လို့ရတယ်ညာနာတံပြုတ်ကမဟာကုသိုလ်ထဲမှာညာနာတံပြုတ်4ပါးမဟာဝိပဿနာမှာညာနာတံပြုတ်က4ပါးမဟာကိရိယာထဲမှာညာနာတံပြုတ်က4ပါးပေါင်းလိုက်တော့12ပါးညာနာဝိပယုတ်ကလည်းပဲထို့အတူပဲ12ပါးရှိတယ်ပေါင်းလိုက်တော့24ပါးအသင်္ခါရိကဒါသင်္ခါရဗေဒပေါ့အသင်္ခါရိကကလည်းပဲမဟာကုသိုလ်ထဲမှာ4ပါးမဟာဝိပဿနာမှာ4ပါးပါတယ်မဟာကိရိယာထဲ4ပါးပါတယ်ပေါင်းလိုက်တော့12ပါးတသင်္ခါရိကကလည်းပဲ12ပါးပေါင်းလိုက်တော့24ပါးဟုတ်ပြီဒါကတော့ဦးဇင်းတို့ဒါဝိနာဗေဒအစရှိတွေခွဲပုံပေါ့ကာမဝဇ္ဇရသောပနစိတ်ဏီကုံနဲ့အိစေဝံတပ္ပဒါပိစတုဝိတတိသဟေတုကကာမဝဆရဥတလဝိပါကကိရိယစိတ်တာနိသမတ္တာနိအိစေဝံဤသို့တပ္ပဒါပိအလုံးစုံအဖြစ်လဲဒီသဟေတုကကာမဝဆရကုတလဝိပါကကိရိယစိတ်တာနိဒါလေးကိုပြီးမှအနပ်ပေးမယ်ပေါ့နော်ဒီတာဟေတုကဆိုတာတာဟိတ်ကိုပြောတာဒီအာဟိတ်နဲ့မတူဘူးပေါ့နော်ဆိုတော့အာဟိတ်စိတ်က18ပါးရှိတာကိုဒါကတာဟိတ်ကိုပြောကာမဝဆရဆိုတာကာမဝဆရကာမဝမှာကျင်နေတဲ့စိတ်တွေပေါ့နော်အဲ့ဒါတွေကကုသိုလ်ကာမဝဆရကုသိုလ်ပြောတာကာမဝဆရကုသိုလ်ကာမဝဆရဝိပါကဆိုတာကာမဝဆရဝိပတ်ကိရိယာဆိုတာကာမဝဆရကိရိယာပေါင်းလိုက်တော့ဘယ်နှပါးရှိလဲဆိုတာစတုဝိတ္တိ24ပါးရှိတယ်စတုဆိုတာ4ကိုပြောဝိတ္တိဆိုတာ20ပြောင်းပြန်ရည်တက်ကြည့်ပေါ့နော်အဲ့ကြတော့24ဒီ24ပါးကဦးဇင်းတို့ဆောဆောပြီးခဲ့တာပဲကာမဝဇ္ဇကုသိုလ်10ပါးကာမဝဇ္ဇဝိပတ်က10ပါးကာမဝဇ္ဇကိရိယာက10ပါးဘာလို့24ပါးသာဒီအခန်းကသမတ္တာနေပြီးပြီတဲ့သင်္ဃဂါထာ
ဝေဒနာညာနာသင်္ခါရဘေရေနစတုဝိတတိသဟေတုကာမဝဆရပုံညပါကကိရိယာမတ္တာတဲ့။နောက်ဦးဇင်းတို့ဗေဒအဖြစ်ခွဲတဲ့ပုံစံပေါ့။ဆိုတော့ဦးဇင်းတို့ဝေဒနာဆိုဝေဒနာဗေဒညာနာဆိုတာညာနာတံပြုတ်တို့ဝိပယုတ်တို့ညာနာဗေဒပဲ။သင်္ခါရဆိုတာအသင်္ခါရိကသသင်္ခါသင်္ခါရဗေဒအဖြစ်ဆိုလို့ရှိရင်စတုဝိတတိဘယ်လောက်ရှိလဲ24ပါးရှိတယ်တဲ့။ဒါဝေဒနာဗေဒသောမနတ12ပါးဥပေက္ခ12ပါး24ပါးညာနာဗေဒကြီးတက်မှာဆိုလို့ရှိရင်လည်းပဲတံပြုတ်က12ပါးဝိပယုတ်က12ပါးဟောတာ24ပါးသင်္ခါရဗေဒကြီးတက်မှာဆိုလို့ရှိရင်အသင်္ခါရိက12ပါးသသင်္ခါရိက12ပါးပေါင်းလိုက်တော့ဒီလိုဗေဒအသီးသီးမှာ24ပါးရှိတယ်လေစတုဝိတ္တိသဟေတုကာမဝဆရပုံညပါကကိရိယာမတ္တာသဟေတုကာမဝဆရသဟေကာမဝဆရကုသိုလ်ထဲမှာပုံညဆိုတာကုသိုလ်ကိုပြောတာပါကဆိုတာဝိဘတ်ကိုပြောတာကိရိယာဒါတို့ကုသိုလ်က8ပါးဝိဘတ်က8ပါးကိရိယာက8ပါးပါနော်24ပါးစီကမတ္တာတိရကုန်ပြီတိရတယ်ပေါ့နောက် slide တစ်ခုမှာဆိုလို့ရှိရင်ဦးဇင်းတို့ဒီဟာတွေကိုထပ်ပြီးတော့ရေးတွက်ကြည့်မယ်ဆိုလို့ရှိရင်စောစောကဦးဇင်းတို့ရေးတွက်ခဲ့တဲ့အတိုင်းပဲဒီကုသိုလ်လုပ်တဲ့ကမ္မဝဒရာသောမနစိတ်24ပါးကမာကုသိုလ်စိတ်8ပါးမာဝိပဿစိတ်8ပါးမာဂရိယစိတ်8ပါးအကုသိုလ်လုပ်တဲ့အခါမှာလူတွေမှာဟောဝေနာဗေဒဆိုတဲ့ခံစားချက်နဲ့ဒီနှစ်သက်ဝမ်းမြောက်တာတွေနဲ့ပြုလုပ်တာတွေရှိတယ်ဥပေက္ခနဲ့ပြဋ္ဌာန်းပြီးတော့ပြုလုပ်တာတွေရှိတယ်ပေါ့ဇာတိဗေဒဆိုတဲ့ဒါဦးဇင်းတို့အမျိုးအစားတွေကုသိုလ်ကောင်းတဲ့စိတ်တွေပေါ့နော်ကောင်းတဲ့စိတ်တွေကောင်းတဲ့စိတ်တွေကြောင့်အကျိုးပေးရတဲ့စိတ်တွေကိရိယာဆိုတဲ့ဒါဘုရားယန္တာတွေလုပ်တဲ့ပြုလုပ်လေရှိတဲ့စိတ်တွေပေါ့အသင်္ခါရိကဟိုသင်္ခါရဗေဒပဲဆိုလို့ရှိရင်အသင်္ခါရိကမတိုက်တွန်းမဲ့လုပ်တာတွေသင်္ခါသသင်္ခါရိကတိုက်တွန်းနှိုးဆော်ပြီးတော့လုပ်တဲ့ရတယ်ပေါ့နော်ပြီးတော့လူတွေလှုပ်တဲ့အခါမှာဉာဏ်နဲ့ရှင်လုပ်တဲ့အခါရှိတယ်ဉာဏ်နဲ့မရှင်မနဲ့ဒီတိုင်းပဲလုပ်လိုက်တဲ့အခါတွေရှိတယ်ပေါ့နော်ဒါတွေကစောစောဦးဇင်းတို့ဖွဲ့ပြီးသားတွေပဲနော်ဒါတွေကိုပြန်ပြီးတော့ချုပ်ကြည့်မယ်ဆိုလို့ရှိရင်ကာမစိတ်54ပါးရှိတယ်တဲ့သူရဲ့သင်္ခါရကာရကပါဠိဖတ်ကြည့်မယ်ကာမေတေဝိတပါကာနိပုံညပုံညာပုံညာနိဝိတတိဧကာဒတ္တကိရိယာစေတိစတုပညာတတပ္ပတာတဲ့ကာမေဆိုတာဒီကာမစိတ်ပေါ့နော်ကာမကာမေတေဝိတပါကာနိဒီကာမစိတ်ထဲမှာဆိုလို့ရှိရင်ပါကာနိဆိုတာပြောဝိပဿစိတ်ကိုပြောဝိပဿစိတ်ကဘယ်နှပါးရှိလဲဆိုလို့ရှိရင်တေဝိတဒါ23ပါးရှိတယ်ဝိဒဆိုတာ20ကိုပြောတာတေတိဆိုတာက3ကိုပြောတာ23ပါးရှိတယ်ပုံညာပုံညာနိဝိတတိအရာကိုပုတ်ခွဲရမှာပေါ့နော်ပုံညာအပုံညာပုံညာဆိုတာဒါပြောကောင်းမှုကုသိုလ်စိတ်ကိုပြောတာဦးဇင်းတို့ဒီ24ပါးထဲမှာပြီးခဲ့တဲ့လေ့လာပြီးခဲ့တဲ့ဒီ24ပါးဆိုတာကဒီအကုသိုလ်စိတ်12ပါးရယ်ကာမဝဇ္ဇရဒီအာစိတ်18ပါးရယ်ကာမဝဇ္ဇရသောမနစိတ်24ပါးကိုပြောတာအဲ့ဒါမှရှိတာကတော့ပုံညာကုသိုလ်စိတ်က10ပါးပဲရှိတာအပုံညာဆိုတော့သူရဲ့စัจညင်ဘက်ပုံညာရဲ့စัจညင်ဘက်ဖြစ်သွားအကုသိုလ်ကိုပြောတာအဲကြတော့ဒီလိုလေ့လာပြီးသွားပြီကုသိုလ်ကမဟာကုသိုလ်ဆိုတဲ့ကုသိုလ်က10ပါးရှိတယ်အပုံညာဆိုတော့အကုသိုလ်ကအကုသိုလ်စိတ်က12ပါးရှိတယ်12ပါးနဲ့10ပါးနဲ့ပေါင်းလိုက်တော့ဝိတ္တိ20အဲ့ဒါကိုဒါလေးမှတ်ထားပါနော်ပုံညာပုံညာနည်းကိုပုတ်ခွဲလိုက်တော့ပုံညာအပုံညာလို့ပုတ်ခွဲရမှာပုံညာဆိုတာကုသိုလ်စိတ်ကိုပြောအပုံညာဆိုတာအကုသိုလ်စိတ်ကိုရည်ညွှန်းတာပေါ့ဧကာတတကိရိယာစေတိကိရိယာစိတ်ကဧကာတတ7ပါးရှိတယ်တဲ့ဣတိဤသို့သဗ္ဗရာပြအလုံးစုံအပြည့်စတုပညာတအားလုံးဘယ်နှပါးရှိလဲ54ပါးပညာစတုဆိုတာ4ကိုပြပညာတ50ရောင်းမြန်ယူလိုက်တော့54ပါး54ပါးခွဲတတ်ပြီးသွားပြီလားဒါဦးဇင်းတို့ဆောစောမှလေ့လာခဲ့ရပါတော့40ထဲမှာဟိုဗေဒအပြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒါဦးဇင်းတို့ဇာတိဗေဒလို့ပြောလို့ရတယ်ကုသိုလ်အကုသိုလ်ဝိပတ်ကရိယာပေါ့အမျိုးအစားတွေဒီထဲမှာဝိပတ်က24ပါးကုသိုလ်က10ပါးအကုသိုလ်က12ပါးဘာလို့20ရယ်ကိရိယာက17ပါးဘာတော့54ပါးပေါ့54ပါးကိုထပ်ပြီးတော့ဦးဇင်းတို့ဘယ်လောက်မှတ်မိလဲပြန်ကြည့်မယ်ပေါ့နော်ဒါရှုပ်သွားမှာဆိုတော့
ဒီပြီးပြီးသားလေးလာပြီးသားဟာတွေကိုအားလုံးပေါင်းလိုက်တော့ကာမစိတ်လို့ပေါ့ဒီကာမဘုံမှာဖြစ်တတ်တဲ့စိတ်တွေ54ပါးရှိတယ်54ပါးပါလေအာဟုဇေစိတ်12ပါးအာဟိစိတ်18ပါးကာမဝဆရဒေါမနစိတ်24ပါးပေါင်း54ပါး54ပါးထဲမှာအရေးကြီးတဲ့ဒီဝေနာဗေဒနဲ့ဇာတိဗေဒပဲခွဲလိုက်တော့မှာဒီမှာတော့ဒုက္ခကတစ်ပါးဒုက္ခကတစ်ပါးဒေါမနတဝေဒနာက18ပါးဖြစ်သွားတယ် sorry ဒေါမနတဝေဒနာဒီမှာ2ပါးပဲပြမှာနော်ဒီမှာ18ပါးဖြစ်သွားတယ်ဒေါမနတဝေဒနာကဒေါမနတဝေဒနာကတော့ဒီမှာ2ပါးပြမှာတိုက်ပြန်အဲ့ဒါဖြစ်သွားဒေါမနတဝေဒနာက2ပါးပေါ့ဒေါမနတဝေဒနာက2ပါးဒေါမနတဝေဒနာက2ပါးဥပေက္ခဝေဒနာကဥပေက္ခဝေဒနာကဒီထဲမှာဘယ်လောက်ရှိမလဲ32ပါးပြဥပေက္ခဝေဒနာက32ပါးပေါင်းလိုက်တော့54ပါးဇာတိဗေဒအဖြစ်မျိုးစားအဖြစ်ရေးတွက်ကြည့်မယ်ဆိုလို့ရှိရင်အာဟုဇေစိတ်က12ပါးကုသိုလ်စိတ်က8ပါးဥပ္ပစိတ်က23ပါးကိရိယာစိတ်က17ပါးပေါင်းလိုက်တော့54ပါးပေါ့ဒါကတော့ကာမစိတ်54ပါးပြပြီးပြီးခဲ့လေ့လာပြီးခဲ့တဲ့အခန်းကအားတွေကိုဝေနာဗေဒအစရှိသေးတယ်ခွဲတော့ပါနော်ကဲဒီနေ့တော့ဒီလောက်ပဲပေါ့နော်အားလုံးနောက်သင်ခန်းစာမှာပြန်ဆောင်ကြမယ်